နောက်ဆုံးထားရတော့မေပေါ်ငါကိုပြေးတာတတ်သွားတော့မင်းရှိပဲခဏလေးဘွားတဲ့တိတ်ပဲအောင်လို့မဲကုန်နဲ့မင်းမထားခဲ့ဖို့တောင်းမှန်နဲ့သက်ရှူနေတာတော့ဘွားတော့ငါနောက်ဆုံးဆိုလဲပြောခွင့်ပြုပါစကားလေးတစ်ခုလောက်ထဲတော့လင်းချင်လေးရချိုးပြီးနေသွားတော့ငါခွင့်လောက်တဲ့ငါချင်တဲ့နေစေတမျှကိုမငြင်းမသေးလေးခွေရတော့ငါချစ်ခဲ့တယ်ငါမမောရနိုင်နေလေးတဲ့အိမ်လေးတွေဆောက်ခဲ့ဘူးဘယ်လိုမနိုင်လဲငါသိညာသူပိစေမခဲတဲ့အိမ်မလေနောက်တယောက်တွေ့တာပြင်းမယူရပါအခမသိလို့ပြလာခဲ့ရပါတယ်ငါလို့သူစိတ်ပါနောက်ဆုံးထားရတော့မေပေါ်ငါကိုတည်လာတတ်သွားတော့မမရှိတဲ့ခဏလေးဘွားတဲ့တိတ်ပဲအားလုံးမေကုန်နဲ့မတားရဖို့တောင်းမှလည်းသက်ရှူနေတာတော့ဝါတော့နောက်ဆုံးဆိုလိုက်ပြောခွင့်ပြုပါစကားလေးတစ်ခုလောက်ထဲတောင်းမှလည်း Yes ဘသူစိတ်နဲ့ငါအခုယူနေတဲ့ကံမလို့အမှကြောင်ထိုးထားတဲ့စိမ့်လိုပဲနဲ့ပြုနေတဲ့ဆက်ဆံစောက်ချိုးနဲ့ငါရဲ့ဘွားကရသမားကြီးပြစ်မှုတွေရက်ချက်မှတ်ရတဲ့ရှိခဲ့ဘူးရသွားခဲ့ဘူးတဲ့စူးတွေပန်းချက်ပင်လယ်နဲ့တော့တယ်မကလို့လာခဲ့ပါမယ်မိုင်းရှိတက်ချော်လာနောက်ကျရင်စိတ်ကောက်တက်တဲ့မင်းလေးကတော့ထိုင်ပြီးမြတ်တော်ရှာခုကြတော့ထားခဲ့သူကြီးတခြားသူရှင်မှာဝိုင်လီနဲ့ပြောပါမုံမေးဖို့ခက်ခဲပါတယ်စချစ်ခဲ့တာ YBS ပေါ်မှာ တော့မေပေါ်ငါကိုတည်တာတတ်သွားတော့မရှိတဲ့ခဏလေးဘွားတဲ့တိတ်ပဲအားလုံးမေကုန်နဲ့နေမထားခဲ့ဖို့တောင်းမှန်နဲ့အသက်ရှူနေရတော့ဝါတော့နောက်ဆုံးဆိုလဲပြောခွင့်ပြုပါစကားလေးတစ်ခုလောက်ထဲနောက်ဆုံးထားရတော့မေပေါ်ငါကိုတည်လာတတ်သွားတော့မမရှိတဲ့ခဏလေးဘွားတဲ့တိတ်ပဲအားလုံးမေကုန်နဲ့မထားရဖို့တောင်းမှလည်းသက်ရှူနေရတော့ဝါတော့နောက်ဆုံးဆိုလိုက်ပြောခွင့်ပြုပါစကားလေးတစ်ခုလောက်ထဲတောင်းမှထားရတော့မေပေါ်ငါကိုတည်လာတတ်သွားတော့မရှိတဲ့ခဏလေးဘွားတဲ့တိတ်ပဲအားလုံးမေကုန်နဲ့နေမထားခဲ့ဖို့တောင်းမှလည်းအသက်ရှူနေရတော့ဝါတော့နောက်ဆုံးဆိုလိုက်ပြောခွင့်ပြုပါစကားလေးတစ်ခုလောက်ထဲ